ရဲ့ပို့စာတွေဖတ်ဖူးတယ်အမားဆိုတဲ့အရာလို့ကင်းနိုင်သူကဘာမှမရှိဘူးဟဲ့ဒီမရဲ့နော်တဲ့ငါမနေမျိုးချင်းခဲမေအိမ်ပြန်ချီလေကနာဒိုင်ဆိုင်ပူတဲ့ကိုရဲ့ဘဝရဲ့မေဝင်မလာနဲ့စီမပြေဘူးဘာမှတော့မရဘူးဝင်မလာနဲ့မျော်လေးချက်များနဲ့သက်ဆက်နေသူမို့မမြင်နိုင်ဘူးနောက်ထားနေရဲ့များငါဘဝကွယ်လက်တဲ့မီးလဲချင်နဲ့အစမပြေဘူးမေအချိန်မီပြန်လိုက်နေမဝင်ခင်လေညာရဲ့အလားကိုမမျော်လင့်နဲ့ကောင်းကင်ဗလာကြီးပဲနောက်ထပ်သာရတဲ့ညာတွေ့မှာပါမေအိမ်ပြန်ချင်လေကနာတိတ်ဆိတ်ပူတဲ့ကိုရဲ့ဘဝရဲ့ဝင်မလာစမ်းနဲ့အစင်မပြေဘူးဘာမှတော့မရဘူးဝင်မလာနဲ့မျော်လေးချက်များနဲ့သက်ဆက်နေသူမို့မမြင်နိုင်ဘူးနောက်ထားနေရဲ့များငါဘဝကွယ်လက်တဲ့နေလေချင်တဲ့အစင်မပြေဘူးအိမ်ပြန်ချင်လေကနာတိတ်ဆိတ်ပူတဲ့ကိုရဲ့ဘဝရဲ့ဝေမလာစမ်းနဲ့အစမပြေဘူးဘာမှတော့မရဘူးဝေမလာနဲ့မျော်လေးချက်များနဲ့သက်ဆက်နေသူမို့မမြင်နိုင်ဘူးလက်ထဲနေလေချင်တဲ့အစမပြေဘူးဘာမှကိုရမရှိဘူးဝင်မလာနဲ့မျော်လေးချက်များနဲ့သက်ဆက်နေသူမို့မမြင်နိုင်ဘူးနောက်ထားနေရဲ့များငါဘဝကွယ်လက်ထဲအစမပြေဘူးဒါလုံးဝအစမပြေဘူး